ဒီနေ့တော့ကျွန်တော်မှရှိနေတဲ့အာမီလေးကိုတရုတ်ချင်းပြမှာပေါ့နော်ဈေးဝယ်ကျင်နေဆိုရင်တော့ကျွန်တော် TikTok နဲ့ Telegram မှာဟိုစပြန်ပါတယ်ခင်ဗျာဒီကောင်လေးရတော့ဈေးအကြီးဆုံးနဲ့ဈေးကြီးဆုံးနဲ့ကနေနည်းနည်းလှတဲ့ကောင်လေးတွေပြတာပေါ့နော်တခြားဈေးတင်နေတဲ့လည်းရှိပါတယ်အလဲလက်တန်းတွေကလည်းအများကြီးရှိပါတယ်ခင်ဗျာတခြား military နဲ့ပတ်သက်တဲ့ကားတွေတင်ကားတွေလေမြန်တွေဟိုပစ္စည်းသေးလေးတွေခြံစည်းရိုးတွေတနက်ကလေးတွေတီးတန်းဝယ်ခြင်းလဲကျွန်တော်ရောင်းပေးပါတယ်အသေးအိတ်တွေအများကြီးရှိပါတယ်ဒီကောင်လေးက Rambo လေးပါဒီကောင်လေးကရုရှားစစ်သားလေးပေါ့နော်ပစ္စည်းကတော့ install ရှိပါတယ် TikTok ချက်ပေါက်နဲ့ Telegram မှာပဲကျွန်တော်စပြန်နေပေါ့နော်